မင်္ဂလာပါဒီဗီဒီယိုဖိုင်မှာတော့ကျွန်မကအင်္ဂလိပ်စာကိုအခြေခံအဆင့်မှာလေ့လာနေတဲ့သူတွေရဲ့ဒီစာဖတ်စွမ်းရည်ပေါ့နော် reading skill တိုးတက်စေဖို့အတွက်နဲ့ဒီ speaking skill ပေါ့အပြောစွမ်းရည်အတွက်ပါအထောက်အကူဖြစ်စေတဲ့ဒီစာဖတ်တဲ့practice လေးကိုလုပ်ပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်မတစ်ချောင်းဖတ်ပြီးပြီဆိုလို့ရှိရင်အနောက်ကနေတစ်ချောင်းလိုက်ဖတ်ကြည့်ပါနော်အဲ့ဒါဆိုလို့ရှိရင်အတန်ထွက်တွေလည်းကောင်းလာမယ်ပြီးတဲ့အခါမှာကျမတို့ဒီ speaking ပြောတဲ့အခါမှာလည်းဒီလိုမျိုးစာကိုအတန်ထွက်ပြီးတော့မှ reading လောက်ထားတဲ့ practice ရှိတဲ့သူကစကားပြောတဲ့နေရာမှာသူများထက်confidence ရှိနဲ့ပို့ပြီးတော့မှပြောနိုင်တာကိုတွေ့ရပါလိမ့်မယ်เนาะ okay ဒါဆိုရင်အခုဖတ်ပြမယ်စာလေးတွေကအရင်မမြောင်နည်းနည်းလေးဖြစ်တဲ့ခါကျတော့ကိုယ့်အတွက်လည်းပန်းမကြည့်ပါဘူးကျွန်မနဲ့အတူလိုက်ပြီးတော့မှဖတ်ကြည့်ပါ At the supermarket Yesterday I went to the supermarket with my dad We bought apples, milk and bread I pushed the shopping cart while Dad read the lyrics. At the end, Dad let me choose a candy bar. Going to the supermarket is fun. Okay, နော်အဲ့တော့ကျွန်မတစ်ချောင်းဖတ်ပြီးပြီဆိုလိုက်တစ်ချောင်းဖတ်ကြည့်ရပါတော့ Okay အခုကျွန်မအစအနေအဆုံးတစ်ခေါက်ဖတ်မယ်ပြီးရင်ကိုယ့်ဘက်ကိုအစအနေအဆုံးလိုက်ပြီးတော့မှဖတ်ကြည့်ပါ At the supermarket Yesterday, I went to the supermarket with my dad. We bought apples, milk, and bread. I pushed the shopping cart while Dad read the lyrics. At the end, Dad let me choose a candy bar. Going to the supermarket is fun. Okay အဲ့တော့ကျွန်မနဲ့အတူဒီစာကြောင်းလေးတွေကိုလိုက်ပြီးတော့မှဖတ်ကြည့်ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်အခုလိုအင်္ဂလိပ်စာကြောင်းလေးတွေကိုအတန်ထွက်ပြီးတော့မှလိုက်ပြီးတော့မှဖတ်တဲ့ reading practice ကိုလုပ်ပေးခြင်းအပြင်ကျွန်တော်တို့စကားပြောတဲ့နေရာမှာလည်းအများကြီးထောက်ကူဖြစ်စေရအောင်တွေ့ရမှာဖြစ်ပါတယ်เนาะအခုလိုဗီဒီယိုလေးကိုကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အဲ့တော့အင်္ဂလိပ်စကားကိုကျွမ်းကျွမ်းကျင်ကျင်ပြောတတ်ချင်တယ်ဆိုရင်ကျွန်မရဲ့ Brilliant Future English စာသင်တန်းမှာရှိတဲ့ Business English Speaking Course လေးကိုသင်ယူလို့ရပါတယ်သင်တန်းအကြောင်းအသေးစိတ်ကိုတော့ဒီ Brilliant Future English စာသင်တန်းရဲ့ Facebook Page Messenger ကနေမေးမြန်းလို့ရပါတယ်ကျေးဇူးတင်ပါတယ်